ဒီပု္ပ္ပာက extended mathematics တွေက chapter 4ပေါ့နော် chapter 4 page 157က number 4ဖြစ်ပါတယ် In the diagram n lies on a side of the square ABCD ဆိုတော့ဒီမှာ n က ABCD ပုံမှာရှိတယ် AMN LCR perpendicular to DN DN ပုံမှာ AL နဲ့ AM နဲ့ LC ကနေတောင်းမှန်ကျနေတယ်ပေါ့နော် Prove that angle ADN is equal to angle LCD ပေါ့ဒါ A ပြီးတော့လို့ရှိရင် B ကကြတော့ AM is equal to LD ပေါ့နော်ဆိုတော့ပထမဆုံး A ကိုကြည့်မယ်ပေါ့နော် A ကိုဖြည့်ရှင်းဖို့အတွက်ဆိုရင်ဘာလို့သုံးရင်ရမလဲဆိုတော့ ADN ဆိုတော့ ADN ကဒီတစ်ခုပေါ့နော် angle ADN ကို theta လို့ပြလိုက်မယ်ဆိုတော့ angle LCD angle LCD ဆိုတော့ဒီတစ်ခုပေါ့နော်ဒီတောင်းအဲ့ဒီတောင်းတစ်ခုတူချောင်းတက်တည်ပြရမယ်ပထမဆုံးဘာလို့ရမလဲဆိုတော့ line တစ်ခုဆွဲလိုက်မှာပေါ့နော်ဒီမှာသူရဲ့ produce တွေကိုဆက်ဆွဲလိုက်မှာ produce တွေကိုဆက်ဆွဲလိုက်မယ်ပြီးတော့လို့ရှိရင်Okay. အဲ့ဒါလေးဆက်လိုက်မှာပေါ့နော်ညီရလို့သဘောထားလိုက်ပေါ့နော်ဒါဆိုရင်ဒီမှာ in triangle ဘယ်ကိုကြည့်မလဲဆိုတော့ in triangle ADM ပေါ့ in triangle ADM မှာရှိလိုက်မယ်ဆိုရင် let angle ADN be theta ပေါ့နော် theta လို့ပြောလိုက်မယ်ဆိုတော့ဒီ theta ကဘာနဲ့တူလဲဆိုတော့ဒီ theta ကဒီ angle DCL ဒါမှမဟုတ် LCD ပေါ့နော် DCL နဲ့ LCD နဲ့တူချောင်းတက်တည်ပြမယ်ဒါဆိုရင်ဒီမှာဘာဆက်လို့ရမလဲဆိုတော့ဒီဘက်ချမ်းကို alpha လို့ပေးလိုက်မယ် alpha လို့ပေးလိုက်တဲ့အခါမှာ theta plus alpha is equal to 90 degree ဆိုတော့ theta ကိုလိုချင်တယ်ဆိုရင်90 degree minus alpha alpha ကဘာနဲ့တူလဲဆိုတာတစ်ချက်ကြည့်လိုက်တဲ့အခါမှာဒီမှာနောက်ထပ်transversal line ဖြတ်လိုက်မှာပေါ့နော်ဖြတ်လိုက်တဲ့အခါမှာ alpha ကဘာနဲ့တူလဲဆိုတော့ဒီမှာဒီ angle လေးနဲ့တူမှာအဲ့ဒီ angle ကို DNA လို့ပေးလိုက်မယ်နော်ဆိုတော့ alpha is equal to ဒီ angle ကို alpha လို့ပေးမယ်ဒါပေမဲ့ alpha လို့မပေးခင် angle DNA လို့အရင်ဆုံးပြောပါမယ်နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ alternate interior angle ဖြစ်လို့ alternate interior angle ဆိုတော့ဒါကြောင့်ဒါလေးပဲ alpha ဒါ alpha ဖြစ်သွားပြီပေါ့နော် alpha နဲ့တူတယ်လို့ပြောလိုက်တဲ့အတွက် alpha ဖြစ်သွားပြီဆိုရင်ဒီမှာပြန်ကြည့်လိုက်တဲ့အခါမှာဒါလေးက alpha ဆိုရင်ဒါလေးက90 degree ရှိတယ်ဆိုရင်ဒီတောင်းလေးကိုကြည့်မယ်ဆိုရင်ဒီတောင်းလေးကဘာဖြစ်မလဲဆိုတော့ဒီတောင်းလေးကိုရှာရမှာပေါ့နော်ဆိုတော့အဲ့ဒီတောင်းကို angle MAN လို့ပေးလိုက်မယ် is equal to ဘာနဲ့တူလဲဆိုတော့90 degree minus alpha နဲ့တူတယ်ဒါဆိုရင်90 degree minus alpha ကဘာနဲ့တူလဲဆိုတော့ဒီအပေါ်မှာပြန်တက်ကြည့်လိုက်တဲ့အခါမှာ90 degree minus alpha ဆိုတာက theta နဲ့တူတယ်ဒါကြောင့်ဒီ angle လေးက theta ဖြစ်တယ်
ဒါဆိုရင်ဒီ angle လေးကတည်တာဖြစ်တယ်ဆိုရင်ဒီ angle ဒီဖြတ်မှတ်လေးကို e လို့ပြလိုက်မယ်နော် okay e လို့ပြလိုက်တဲ့အခါမှာဘာရမလဲဆိုတော့ angle DEA ကိုကြည့်မယ် angle DEA ကဘာနဲ့တူလဲဆိုတော့ theta နဲ့တူတယ်ဘာကြောင့်တူတာလဲဆိုတော့ alternate interior angle ဖြစ်လို့အဲ့ဒီတော့ angle ဒါလေးက angle DEA က theta ဖြစ်သွားတဲ့အခါမှာ angle DCL angle DCL is equal to က angle DEA နဲ့တူတယ်ဘာဖြစ်လို့တူတာလဲဆိုတော့သူက corresponding angle ဖြစ်လို့ corresponding angle ဖြစ်လို့တူသွားတယ်ဒါကြောင့် angle DCL ဒါမှမဟုတ်ရင် or angle LCD ကဘာနဲ့တူလဲဆိုတော့ theta နဲ့တူပါတယ်ပေါ့ကဲဒါဆိုရင်တော့ကျွန်တော်တို့ရှာခိုင်းတဲ့ angle therefore angle ADN is equal to angle LCD is equal to theta ဖြစ်သွားပြီတူသွားပြီပေါ့နော်ကဲဒါဆိုရင် A ကတော့ဒီမှာဖြည့်ရှင်းလို့ပြီးတော့ပါပြီ B ကိုဆက်ကြည့်မယ်ပေါ့နော် B ကိုဆက်ကြည့်မယ်ဆိုရင် line segment AM နဲ့ LD တူကြောင်းပေါ့နော်ဆိုရင်ဒါလေးကိုပြန်ဖြတ်လိုက်မယ်ပေါ့နော်ပြန်ဖြတ်လိုက်မယ်ရှင်းတော့အောင်လို့ line segment AM နဲ့ LD တူကြောင်း AM နဲ့ LD ပေါ့နော်ဒီ line လေးရယ်ဒီ line လေးရယ်တူကြောင်းပေါ့နော်အဲ့ဒါလေးကိုတက်တည်ပြဖို့အတွက်ဆိုရင်တည်ထားတာဘာတွေရှိလဲဆိုတော့ဒီဒါလေးကိုရှင်းရှင်းလင်းလင်းဖြစ်အောင်နေရာတနေရာမှာနည်းနည်းလေးရွှေ့ပြီးတော့မှတက်လိုက်မယ်ရှာရမှာကဒီ line ရယ်ဒီ line ရယ်ပေါ့နော်အဲ့ဒီ line တစ်ခုတူကြောင်းပေါ့နော် okay ဒါဆိုရင်တော့ဒီမှာ in triangle ဒီ triangle ကြည့်လိုက်မယ်နော် in triangle ADM triangle ADM မှာကြည့်လိုက်တဲ့အခါမှာ AD is equal to ကဘာလဲဆိုတော့ is equal to မဟုတ်ဘဲနဲ့ AD is hypotenuse ဖြစ်တယ်ပေါ့နော်ပြီးရင် in triangle DLC မှာကြည့်လိုက်တဲ့အခါမှာ DC is hypotenuse ဖြစ်တယ်ဆိုတော့ since ABCD is a square တော့ square ဖြစ်တဲ့အတွက်သူ့ရဲ့အနားတွေကတူတယ်ဆိုတော့ AD is equal to DC sides of square ပေါ့နော် sides of square မလို့တူတယ်အဲ့တော့ hypotenuse တူသွားပြီပြီးရင် angle AMD is equal to angle DLC is equal to 90 degree ဒါ given ပြီးတော့လို့ရှိရင် angle ADN is equal to ဒီမှာတော့ ADM လို့ပြောလိုက်မယ်နော်ဒီမှာတော့ ADM angle ADM ဆိုတာဒီတောင်းပေါ့နော်ဒီတောင်းက is equal to angle DCL ပေါ့ဘာလဲဆိုတော့ဒါက theta ပေါ့နော်ခုနကရှာလိုက်တာပေါ့နော်ခုနကရှာထားပြီးသား proof နော် proven ပေါ့တက်တည်ပြထားပြီးသား according to ASA principle ပေါ့ ASA principle triangle AMD and triangle DLC are congruent. Therefore, AM is equal to
LD ဘာဖြစ်လို့တူတာလဲဆိုတော့ sides in congruent ပေါ့နော် congruent triangles are congruent ပေါ့နော်ထပ်တူကြတဲ့ triangle ရဲ့အနားတွေကလည်းထပ်တူကြပါတယ်ပေါ့ဆိုတော့သူရှာခိုင်းတူတက်တွေပြခိုင်းတဲ့ AM is equal to LD လည်းပြီးသွားပါပြီ